အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ပေါင်မုတ်ကိုအရသာရှိလုပ်တဲ့လုပ်နည်းလေးပါနုညံ့လေးနဲ့တကယ်ကိုအရသာရှိပါတယ်နော်ဈေးကြီးပေးပြီးတော့ဝယ်စရာမလိုပဲနဲ့လုပ်တဲ့လုပ်နည်းလေးပါကဲကျမရဲ့လုပ်နည်းလေးကိုကြည့်ကြရအောင်ပထမဆုံးဒီစလုံးထဲမှာနွားနှုတ်တစ်ခွက်ထည့်ပါမယ်ခမင်းစားစုံ16စုံစာရှိပါတယ်နော်ပြီးရင်မုတ်ဖွားစေတဲ့တစေးကိုလက်ဖက်ရည်စွန်းတစ်စွန်းထည့်ထားပါမယ်ပြီးတဲ့ခါကျတော့တကြားကိုတော့ကျမထမင်းစားစွန်း3စွန်းစာကိုထည့်ထားပါတယ်ဒါကတော့ကြက်ဥတစ်လုံးပါပြီးရင်အားလုံးသမသွားအောင်လို့ခဏလေးမွေထားပါမယ်အားလုံးသမသွားပြီဆိုရင်တော့ဂျုံမုတ်ထည့်ပါမယ်ဂျုံမုတ်ကိုတော့ဒီခွက်နဲ့3ခွက်နဲ့တဝက်ကိုထည့်ထားမယ်ဂရမ်နဲ့ဆိုရင်တော့420 gram ရှိပါတယ်နော်3ခွက်နဲ့ဒီမှာတဝက်ကိုထည့်ထားပါတယ်ပြီးတဲ့ခါကျတော့စားအနေငယ်ကိုလည်းထည့်ထားမယ်ပြီးရင်လက်နဲ့ပဲကျွန်မနေထားပါမယ်မုတ်သားလေးတွေချုံးမလာတဲ့အထိကျွန်မနေထားပါမယ်အခုလိုမျိုးမုတ်သားလေးတွေတဖြည်းဖြည်းနဲ့ချုံးမလာပြီးဒီလိုအနေထားလေးဆိုရင်တော့ဒီလိုမျိုးအလုံးကလေးလှုပ်ထားမယ်ပြီးရင်ဒီမုတ်သားလေးကိုကျွန်မလေးလုံးအောင်ဒီပလတ်စတစ်နဲ့တေချာလေးဖုံးထားပါမယ်ပြီးတဲ့ခါကျတော့အနည်းဆုံးကိုကျွန်မတနာရီလောက်ကိုနှက်ထားပါမယ်အခုဆိုရင်တော့နှက်ထားတာတနာရီလဲပြည့်သွားပါပြီကဲကြည့်ပါဦးမုတ်သားလေးတွေကဖောင်းကြွလာပါတယ်နော်လေတွေကိုထုတ်ထားမယ်ပြီးရင်ဒီမုတ်သားလေးတွေကိုအတာကလေးယူပြီးတော့ဒီပေါ်မှာတင်ထားမယ်ပြီးတဲ့ခါကျတော့ကျွန်မ၄ပိုင်းထားပါမယ်ပိုင်းထားတဲ့ဒီအတုံးလေးကိုယူမယ်ပြီးရင်ပြက်နေအောင်ဖြန့်ထားမယ်ပြီးတဲ့ခါကျတော့ဒါလေးနဲ့ပြန့်ကလေးလှုပ်ထားပါမယ်အခုလိုမျိုးမုတ်သားလေးတွေပြန့်ကလေးရှိနေပြီဆိုရင်တော့ထော့ပတ်လေးကိုအပေါ်မျက်နှာပြင်မှာဒီလိုမျိုးတုပ်ပေးထားမယ်အခုလိုမျိုးမုတ်သားရဲ့မျက်နှာပြင်မှာထော့ပတ်လေးတွေပြတ်နေပြီဆိုရင်တော့နောက်ထပ်မုတ်သားလေးကိုအပေါ်မှာတင်ထားမယ်ပြီးရင်ထော့ပတ်လေးတွေကိုတစ်ခါပြန်ပြီးတော့ပြန့်ကလေးဖြန့်ထားမယ်ပြီးရင်နောက်ထပ်တလွားကိုကျွန်မပြန်ပြီးတော့ထပ်ထားမယ်ဒီအပေါ်မှာလဲထော့ပတ်လေးတွေကိုဖြန့်ထားမယ်ဒါလေးကတော့နောက်ဆုံးအလွာပါနော်ထပ်ထားမယ်ပြီးရင်ဒီပေါ်မှာလည်းဖြန့်ထားမယ်ထော့ပတ်လေးတွေကိုအခုလိုမျိုးအလွာလိုက်ဒီလိုမျိုးလှုပ်ထားတဲ့အတွက်ကြောင့်ပို့ပြီးတော့ပြီးတော့အရသာလည်းကောင်းစေပါတယ်ဒါလေးတွေကိုဒီစလုံးထဲမှာထည့်ပြီးတော့လေလုံအောင်ပိတ်ထားမယ်ပြီးရင်15မိနစ်လောက်ကိုကျွန်မနှက်ထားပါမယ်အခုဆိုရင်တော့နှက်ထားတာလဲ15မိနစ်ပြည့်သွားပါပြီမုတ်သားလေးတွေကပို့ပြီးတော့လာပါတယ်နော်ဒီမုတ်သားလေးတွေကိုကျွန်မဒီပေါ်မှာပြန်ပြီးတော့ပြန့်နေအောင်ဖြန့်ထားပါမယ်ပြန့်ကလေးဖြစ်သွားအောင်လို့ဒါလေးနဲ့ဖြန့်ထားပါမယ်အခုကျွန်မလုပ်တဲ့လုပ်နည်းလေးကတော့တကယ်ကိုနော်အရသာရှိတဲ့လုပ်နည်းလေးပါလေးနဲ့မွမွားလေးနဲ့တကယ်ကိုစားကောင်းစေတဲ့လုပ်တဲ့လုပ်နည်းလေးပါနော်အားလုံးပြန့်ကလေးရှိနေပြီဆိုရင်ဒီအဖျားကနေဒီလိုမျိုးလိတ်ထားမယ်ပြီးရင်ဒီအလဲကနေပြန်ပြီးတော့ပိုင်းထားမယ်ပြီးတဲ့ခါကျတော့ဒီတစ်ချမ်းကိုဒီလိုမျိုးအတုံးလေးလှုပ်ထားမယ်ဒါလေးတွေကိုဒီလိုမျိုးပန်းထဲမှာကျွန်မဒီလိုမျိုးစီထားပါမယ်ကဲဒါဆိုရင်တော့ရနေပါပြီနော်နောက်ထပ်မုတ်သားတစ်ချမ်းကိုလည်းကျွန်မဒီလိုမျိုးပဲလှုပ်ထားပါမယ်ဒါတွေအားလုံးကိုကျွန်မလေးလုံးအောင်ပြန်ပြီးတော့ပိတ်ထားမယ်
ပြီးရင်10မိနစ်လောက်ကိုကျွန်မပြန်ပြီးတော့နှက်ထားပါမယ်မုတ်သားလေးတွေနှက်ထားတဲ့အတော်တွင်းမှာကြက်ဥတစ်လုံးဖောက်ထားမယ်ရေထမင်းစားစွန်းတစ်စွန်းထည့်ထားမယ်တမအောင်မွေထားမယ်အခုလိုအနေထားလေးကြည်ကြည်ကလေးဆိုရင်တော့ရနေပါပြီအခုဆိုရင်တော့နှက်ထားတဲ့မုတ်သားလေးတွေလည်း10မိနစ်ပြီးသွားပါပြီကြည်ပါဦးမုတ်သားလေးတွေကပိုပြီးတော့ပွာလာပါတယ်နော်ဒီလိုအနေထားလေးကတော့တကယ်ကိုအရသာရှိတဲ့အနေထားလေးပါဒါလေးကိုစောစောကကြက်ဥအရေးလေးကိုဒီလိုမျိုးအပေါ်ရံမှာပြန်ပြီးတော့တုတ်ထားမယ်အခုလိုမျိုးလှုပ်ထားတော့မုတ်သားရဲ့မျက်နှာပြင်ကပိုပြီးတော့အီလေးဖြစ်စေပါတယ်နော်အားလုံးပြီးသွားပြီဆိုတော့ဒီမုတ်သားလေးတွေကိုကျွန်မမုတ်ဖုတ်ဆက်ထဲမှာกินထားပါမယ်အပူချိန်ကတော့350ဒီဂရီရှိပြီးတော့မိနစ်20လောက်ဆိုရင်တော့ရနေပါပြီဒီလိုပုံစံလေးကတော့အနေတော်လေးပါကြည်ပါအောင်မော့ရွရွလေးနဲ့နော်ဒါလေးတွေကိုကျွန်မအေးခံထားပါမယ်အခုဆိုရင်တော့အေးနေပါပြီဒါလေးကိုလက်နဲ့ပဲကျွန်မခွာထားပါမယ်ကြည်ပါအောင်မော့ရွလေးနော်တကယ်ကိုအရသာရှိတဲ့ပေါင်မုံလေးရနေပါပြီဒီအဖျားလေးကိုဒါလေးနဲ့ဖြတ်ထားမယ်ကဲကြည့်ပါအောင်တကယ်ကိုနော်စားချင်စရာလေးနော်မော့ရွလေးပါပဲနော်ဒီလုံနည်းလေးကတော့တကယ်ကိုအရသာရှိတဲ့လုံနည်းလေးပါအလွာလိုက်ရှိပြီးတော့စားလိုက်ရင်လည်းလေးနဲ့အလွန်ကိုအရသာရှိပါတယ်ဆိုင်မှာဆိုရင်တော့ဈေးကြီးပေးပြီးတော့ဝယ်ရတဲ့ပေါင်မုတ်လေးတစ်မျိုးပါတစ်ခေါက်လောက်စမ်းကြည့်စီချင်ပါတယ်အလွန်ကိုအရသာရှင်းလွန်းလို့ပါရှင်အခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်